Coucou mes amis ဒီနေ့ဗီဒီယိုမှာတော့ La communication en classe လို့ခေါ်တဲ့စာသင်ခန်းထဲမှာဆရာနဲ့တပည့်အချင်းချင်းပြောဆိုဆက်သွယ်ပုံတွေရဲ့ကျောင်းစာသင်ခန်းတွေနဲ့သက်ဆိုင်တဲ့ဝေါဟာရတွေကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့စလိုက်ကြရအောင် La communication en classe. Ouvrez le livre. Le livre ဆိုတာကစာအုပ်ကိုပြောတာအဲ့တော့ ouvrir ဆိုတာကဖွင့်တာအဲ့တော့စာအုပ်ကိုဖွင့်ပါ Ouvrez le livre. Fermez le livre. fermer ကကြတော့ပိတ်ပါအဲ့တော့စာအုပ်ကိုပိတ်ပါ Fermez le livre. အဲ့တော့ဒီနှစ်ခုကိုကြတော့စာအုပ်ကိုဖွင့်ကြစာအုပ်ကိုပိတ်ကြဆိုတဲ့အခါမျိုးတွေမှာသုံးလို့ရတယ်နောက်တစ်ခုက C'est à quelle page? ဘယ်စာမျက်နှာမှာပါလဲဒါကကြတော့ဆီယမကပြောနေတယ်ကိုကဘယ်စာမျက်နှာမှာမှမသိဘူးအဲ့လိုမျိုးအခါကြလို့ရှိရင်ဘယ်စာမျက်နှာပါလဲဆိုပြီးတော့ပြန်ပြီးတော့မေးတာ C'est à quelle page? Regardez la photo. la photo ဆိုတာကတော့ပုံကိုပြောတာသူပေးထားတဲ့ပုံလေးတွေကိုပြောတာအဲ့တော့ regardez ကကြတော့ကြည့်ပါလို့ပြောတာအဲ့တော့ပုံကိုကြည့်ပါ Regardez la photo. Écoutez le dialogue. dialogue ကိုနားထောင်ပါလို့ပြောတာအဲ့ဒါဘာကိုဘယ်လို dialogue မျိုးကိုပြောရလဲဆိုတော့သူက audio တစ်ခုခုဖွင့်ပြလိုက်မယ်အဲ့လိုအခါမျိုးမှလည်းဖြစ်နိုင်တယ်နောက်တစ်ခုကကြတော့လူနှစ်ယောက်စကားပြောနေတယ်ဒါမှမဟုတ်သူကတစ်ခုခုကိုပြောပြနေတယ် dialogue တစ်ခုခုကိုပြောပြနေတယ်အဲ့ဒါကိုနားထောင်ခိုင်းတာ Écoutez le dialogue. နောက်တစ်ခုကကြတော့ Soulignez les questions. les questions ဆိုတာက question တွေကိုပြောတာမေးခွန်းတွေကိုတော့မြင်တာခိုင်းတာမေးခွန်းတွေကိုမြင်တာပေးရမှာ Soulignez les questions. နောက်တစ်ခုက Cochez la bonne réponse. la bonne réponse ဒါကအဖြေမှန်ကိုပြောတာအဖြေမှန်ကိုနောက်တစ်ခုကိုရှေးဆိုတာကကြတော့ရွေးခိုင်းတာအဲ့ရွေးခိုင်းတဲ့နေရာမှာသူကဘယ်လိုရွေးပေးရမှာလဲဆိုတော့သူက ABC ပေးရင်ပေးထားလိုက်မယ်အဲ့ခါကြလို့ရှင်ကိုကအဖြေမှန် A ဆို A B ဆို B C ဆို C ဒါကိုရွေးပေးရတာတခါတလေကြလို့ရှင်သူက box ကလေးတွေပေးထားလိုက်မယ်အဲ့လိုအခါမျိုးကြလို့ရှင်ကိုက tick လုပ်ပေးရတာ Cochez la bonne réponse. နောက်တစ်ခုက Parlez plus fort. ကြကြပြောပေးပါလို့ပြောတာဒီနေရာဒီဟာကိုဘယ်လိုနေရာမျိုးမှာပြောလဲဆိုတော့ကိုကသူပြောလိုက်တာကိုမကြားရဘူးသူ့အတန်နည်းနည်းလေးတိုးနေတယ်ဆိုလို့ရှိရင်နည်းနည်းလောက်ကြကြလေးပြောပေးပါလားဆိုပြီးတော့ပြောတဲ့ခါမျိုးမှာသုံးတာ Parlez plus fort. နောက်တစ်ခုက Répétez, s'il vous plaît. repeat ကကြတော့ repeat လုပ်ခိုင်းတာပေါ့နော် Répétez, s'il vous plaît. Travaillez par deux. ဒီမှာက travailler ဆိုတာကအလုပ်လုပ်ခိုင်းတာအဲ့တော့နှစ်ယောက်တည်းအလုပ်လုပ်ခိုင်းတာဥပမာအင်စာတစ်ခုခုပေးတယ် project တစ်ခုခုပေးတယ်ပေါ့ဒီနေ့ဒီ project ကdialogue လုပ်ရမှာတယောက်နဲ့တယောက်စကားပြောရမှာဒါမှမဟုတ် interview လုပ်ရတဲ့ဟာမျိုးလေးတွေအဲ့လိုခါမျိုးကြလို့ရှင်အော်ဟုတ်ပြီမင်းတို့နှစ်ယောက်တည်းလုပ်ခဲ့နှစ်ယောက်တည်းတကယ်ချင်းနှစ်ယောက်တည်းဒီ project လေးကိုလုပ်ခဲ့ကြအဲ့လိုပြောတဲ့ခါမျိုးကြလို့ရှင်ပြောလို့ရတယ် Travaillez par deux. နောက်တစ်ခုက Comment ça s'écrit? ဒီတစ်ခုကကြတော့ဥပမာပေးရမယ်ဆိုလို့ရှင် Alice က Alice နာမည်ကိုပြောလိုက်တယ် Alice Twon ဒါဆိုလို့ရှင်သူကTwon ကိုဘယ်လိုပေါင်းလဲသူမသိဘူးအဲ့ဒီခါမျိုးကြလို့ရှင်Twon ကိုဘယ်လိုရေးရလဲအဲ့လိုမျိုးမေးတဲ့ဟာပေါ့နော်အဲ့ဒါကိုဘယ်လိုရေးရလဲဆိုပြီးတော့မေးတဲ့ခါမျိုးမှာသုံးတယ် Comment ça s'écrit? နောက်တစ်ခုက Comment ça se prononce? ဒါကြတော့သူဘလို့အတန်ထွက်ရမှမသိဘူးသူဘလို့အတန်ထွက်ရမှမသိဘူးအဲ့ခါမျိုးကြရင်ဒါကိုဘလို့အတန်ထွက်လဲဒါကိုဘလို့အတန်ထွက်လဲအဲ့လိုမေးတော့ခါအဲ့လိုမေးတဲ့အခါမျိုးမှာသုံးတယ် Comment ça se prononce? နောက်တစ်ခုက Comment on dit house en français? ဒါလေးကအရန်အသုံးဝင်တယ်ဘာလဲဆိုလို့ရှိရင်ကိုကဒီဟာကိုပြင်သစ်လိုဘလို့ပြောရမလဲမသိဘူးအခါကြလို့ရှိရင်ဒါလေးကိုသုံးပြီးမေးလို့ရတယ်ဘာပဲပြောရမှာလဲဆိုတော့ဒီ capital letter နဲ့ရေးထားတဲ့ house နေရာမှာတခုခုကိုသိချင်တာတခုခုကိုပြောင်းပေးလိုက်ရင်ရပြီဥပမာကိုကခဲတံကိုပြင်သစ်လိုဘလို့ခေါ်လဲလို့မေးချင်လို့ရှိရင် comment on dit house နေရာမှာခဲတံအဲ့တော့ comment on dit ခဲတံ en français comment on dit ခဲတံ en français အဲ့တော့ခဲတံကိုပြင်သစ်လိုဘလို့ခေါ်လဲဘလို့ပြောလဲအဲ့လိုမျိုးနည်းနဲ့ကိုမသိတာတွေကို house နေရာမှာအစားသွင်းပြီးတော့ဘလို့ခေါ်လဲဘလို့ပြောလဲဆိုပြီးမေးလို့ရတယ် Comment on dit house en français? ကဲနောက်တစ်ခု Quelle est la différence entre tu et vous? ဒါကကြတော့ကိုက
စကားလုံးနှလုံးကိုတည်ထားတယ်သူတို့တွေမှာအဓိပ္ပာယ်လေးတွေကစင်တူလေးတွေဖြစ်နေတယ်ကိုကမတဲကွဲဘူးအဲ့လိုမျိုးအခါမျိုးကြလို့ရှိရင်အဲ့ဒီနှစ်ခုကိုကျူနဲ့ဝူနဲ့နေရာမှာထားပြီးတော့ကျန်တာကဒီတိုင်းပဲမေးလို့ရတယ်အဓိပ္ပာယ်ကဘယ်လိုမျိုးဖြစ်သွားမလဲဆိုတော့ကျူနဲ့ဝူနဲ့ရဲ့ကျူစွာလဲတင်မယ်လေဝူစွာလဲတင်မယ်လေတူနေတယ်ဟုတ်အဲ့ဒီတူနေတဲ့နှစ်ခုကတဲ့ကျူနဲ့ဝူနဲ့မှာတဲ့ကွာခြားချက်ကဘာလဲတဲ့အဲ့လိုမျိုးမေးတာအဲ့တော့တခါတလေကြလို့ရှိရင်ကိုကစကားလုံးနှလုံးကိုတည်နေမယ်အဲ့စကားလုံးနှလုံးကစင်တူလေးတွေဖြစ်နေမယ်ဒါပေမဲ့ဘယ်လိုနေရာမျိုးမှာသုံးရမှန်းမသိဘူးဘယ်နေရာမှာဘာကိုသုံးရမှန်းမသိဘူးအဲ့ခါမျိုးကြလို့ရှိရင်ကျူနဲ့ဝူနဲ့နေရာမှာကိုသိချင်တဲ့စကားလုံးနှလုံးကိုအစားသွင်းပြီးတော့မေးလို့ရတယ် Quelle est la différence entre tu et vous? နောက်တစ်ခု Je ne sais pas. တခုခုမေးလာတယ်အဲ့ဒီခါမှာကိုကငါမသိဘူးဆိုပြီးတော့ပုံမှန်လင်းလင်းပြောချင်လို့ရှိရင်နော် Je ne sais pas ငါမသိဘူးဆိုပြီးပြောတာ Je ne sais pas. နောက်တစ်ခု Je ne comprends pas. ဆရာမကရှင်းပြနေတယ်ဒါပေမဲ့ကိုကဒါကိုသဘောမပေါက်ဘူးအခါမျိုးကြလို့ရှိရင်ငါနားမလဲဘူးဆိုတဲ့နေရာမျိုးမှာသုံးတယ်အဲ့တော့တရားရောက်ကတခုခုပြောလာတယ်ငါနားမလဲဘူးအဲ့လိုအခါမျိုးကြရင်ဒါလေးကိုသုံးပြီးတော့ပြောလို့ရတယ် Je ne comprends pas. အခုဆက်ပြီးတော့ပြောပြပေးသွားမှာကစာသင်ခန်းထဲမှာသုံးတဲ့ပစ္စည်းတချို့စာသင်ခန်းနဲ့ဆိုင်တဲ့ဝေါ်ဟာရတချို့ကိုပြင်သစ်လို့ဘယ်လိုခေါ်လဲဆိုတာဆက်ပြီးတော့ sharing လုပ်ပေးသွားမှာဖြစ်တယ်နောက်ထောက်ကြည့်ကြရအောင်ခဲတံ Le crayon. Le crayon. Le crayon. ခဲပြက် La gomme. La gomme. La gomme. ဘောပင် Le stylo. Le stylo. Le stylo. ပေတံ La règle. La règle. La règle. ကြောပိုအိတ် Le sac à dos. Le sac à dos. Le sac à dos. စာရွက် Le papier. Le papier. Le papier. ကနန်းတွက်ဆက် La calculatrice. La calculatrice. La calculatrice. စာရေးတင်ပုံ Le tableau. Le tableau. Le tableau. မာကပန် Le feutre. Le feutre. Le feutre. မြေပြူ La craie. La craie. La craie. အိမ်စာ Les devoirs. Les devoirs. Les devoirs. စာမေးပွဲ L'examen. 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 တင်တန်းများအတန်းများ Les cours. Les cours. Les cours. ကောလိပ် Le collège. Le collège. Le collège. ဒီပလိုမာ Le diplôme. Le diplôme. Le diplôme. တက္ကသိုလ် L'université. 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 ကျောင်း L'école. 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 စာကြည့်တိုက် La bibliothèque. La bibliothèque. La bibliothèque. စာသင်ခန်း La classe. La classe. La classe. ဆရာဆရာမ Le professeur. La professeure. Le professeur. La professeure. Le professeur. La professeure. တပည့် L'élève. 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 ကျောင်းသားကျောင်းသူ L'étudiant. L'étudiante. L'étudiant. L'étudiante. L'étudiant. L'étudiante. အဲ့တော့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲအားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်အပြင်တို့ဘီစု